ကဲဒီနေ့မှာတော့မြန်မာနဲ့အမျိုးသားကျန်းမာရေးလမ်းညွှန်ချက်တွေကိုအခြေခံပြီးလိင်ကနေတဆင့်ကုဆက်တက်တဲ့ယောဂါတွေ STI တွေအကြောင်းကိုနားရအောင်ပြီးတော့လွယ်လာရင်ကုသမှုဘယ်လိုခံယူရမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဒီအကြောင်းအရာကိုပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးပြောပြသွားမှာပါပထမဆုံးမြန်မာနိုင်ငံမှာ STI အခြေအနေဘယ်လိုရှိလဲယောဂါကိုဘယ်လိုနီလာနဲ့ရှာဖွေဆုံးဖြတ်ကြတယ်လဲစေခန့်တော့ပြရင်ဘာတွေကြုံရနိုင်မလဲကုသမှုရဲ့အတူနေဖက်အကြောင်းနောက်ဆုံးကိုကျမ်းပါရေးကိုကိုယ်တိုင်ဘယ်လိုကာကွယ်ပြီးစီမံခန့်ခွဲမလဲဆိုတာဒီပါဝင်မှာပါဟုတ်ပြီပထမဆုံးအနေနဲ့ဘာဖြစ်လို့ဒီကာလာတာယောဂါတွေအကြောင်းကိုတီးထားဖို့ကမြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးအတွက်ဒီလောက်တောင်အရေးကြီးနေရတယ်လေဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်အဓိကအကြောင်းရင်းတစ်ခုကတော့ STIs နဲ့ HIV ကြားကခွဲခြားလို့မရတဲ့ဆက်စပ်မှုကြောင့်ပါပဲဒီကလေးများကိုမှကာလာတာယောဂါတစ်ခုခုရှိနေပြီဆိုရင် HIV ကူးစက်ခံရနိုင်ခြေဒါမှမဟုတ်ကိုယ်စီကနေတဆင့်သူများကိုကူးစက်စေနိုင်ခြေကနှစ်ဆနေ9ဆအထိကိုမြင့်တက်ထွန်းနေပါတယ်ဒါကြောင့်မလို့ဒါဟာလုံးဝလစ်လို့ရှုလို့မရတဲ့အချက်တစ်ခုပါ HIV တခုတည်းတင်လာဆိုတော့မဟုတ်သေးပါဘူး STI တွေကိုသာစနစ်တကျမကူတာပဲထားလိုက်မယ်ဆိုရင်အမျိုးသားတော့အမျိုးသမီးမှာပါကလေးမရနိုင်တဲ့အထိဖြစ်စေနိုင်တယ်ကိုဝင်ဆောင်ဒီတွေမှာဆိုရင်ကိုဝင်ပြက်တာကလေးအသေးမွေးတာမျိုးတွေကြုံရနိုင်ပါတယ်အဆိုးဆုံးပါတော့ကိုနိုကလိုင်မိုက်ဒီယာလိုယောဂရှိတဲ့မိခင်ကမွေးလာတဲ့ကလေးလေးရဲ့ထက်ဝက်လောက်ဟာပြင်းထန်တဲ့မျက်စိပိုးဝင်တာမျိုးတွေခံစားရနိုင်ပါတယ်ဒါဆိုရင်ဒီယောဂါတွေကိုဘယ်လိုများရှာဖွေကုသနေကြသလဲအထူးသဖြင့်ဓာတ်ခွဲခန်းလိုမျိုးအထောက်အပံ့အကန့်အသတ်နဲ့ရှိတဲ့နေရာတွေမှာပေါ့ဒီနေရာမှာပဲကျွန်တော်တို့အဓိကကြားတဲ့ကုသမှုနည်းဗျူဟာတစ်ခုအကြောင်းကိုသိလာရတော့မှာပါဟုတ်ပါပြီတက်ခွဲဖြေကိုချက်ချင်းများနိုင်တဲ့အခြေအနေမျိုးတွေမှာ STIs တွေကိုဘယ်လိုအတည်ပြုပြီးကုသမှုပေးကြမလဲဒါကလက်တွေ့ကြမှာရေးစောင့်ရှောက်မှုမှာတကယ့်ကိုအရေးကြီးတဲ့မိခွန်းတစ်ခုပါပဲအဖြေကတော့ယောဂလက္ခဏာစုအပေါ်မူတည်ပြီးကုသရဲ့နီလန် syndromic management ပါပဲဒါကဘာကိုပြောတာလဲဆိုတော့ဓာတ်ခွဲအဖြေကိုမဆောင်တော့ပဲလူနာမှာပြနေတဲ့ယောဂလက္ခဏာတွေကိုအခြေခံပြီးအဖြစ်အများဆုံးယောဂတွေအတွက်တခါတည်းကုသမှုပေးလိုက်တဲ့နီလန်ပါဒီနီလန်ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုယ်တိုင်ကအကြံပြုထားပြီးမြန်မာနိုင်ငံရဲ့အခြေခံကျန်းမာရေးဌာနတွေမှာအဓိကအသုံးပြုနေပါတယ်ဒီနီလန်ရဲ့အဓိကအားသာချက်ကတော့အမြန်နှုံးပါပဲစိတ်ခန့်ကိုပထမဆုံးကျင်လာတဲ့နေ့မှာပဲချက်ချင်းကုသမှုစတင်နိုင်တယ်အဲ့တော့ယောဂါကိုတခြားသူစီဆက်မပြန့်တော့အောင်ထိထိရောက်ရောက်တားဆီးနိုင်တယ်လို့ဖိလာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းအချင်းမြေကခွင့်နိုင်တာပေါ့ဥပမာတစ်ခုပြောပြရရင်လူနာတစ်ယောက်ကစီးပြုံကနေပြီးလို့အရေးတွေထွက်တဲ့ဆိုတဲ့လက္ခဏာနဲ့လာပြတယ်ဆိုပါစို့ syndromic approach ရဆိုရင်ကျမဝန်ထန်ကစန်တစစ်စီဖိတာနဲ့ကိုနိုယောဂနဲ့ chlamydia လို့အဖြစ်အများလုံးယောဂနှစ်ခုလုံးအတွက်ဆေးဥတခါတည်းပေးလိုက်မှာပါကဲဒီကုသမှုနီလန်ကိုနားလည်သွားပြီဆိုတော့စေခန်းသွားပြရတဲ့အခါဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဒါဝပြီးထားတော့ပြင်ဆင်သွားလို့ရတာပေါ့ဗမာစုနေနဲ့ကျမယေဝန်ထန်ကယောဂရာစီမန်ကိုမင်းမြန်ပါလိမ့်မယ်ဒီညမှာလုံးဝစစ်ပူဆရာမလိုပါဘူးသူတို့ကဖော်ရွေပြီးပလိုက်မှုမရှိတဲ့သဘောထားနဲ့မင်းမဖွပြီးပြောပြတဲ့အချက်လက်အားလုံးကိုလည်းလုံးဝကျွတ်ထားမှာပါအကင်းမဖြေချင်တဲ့မိခွန်းရှင်းလဲမဖြေဘဲနေပိုင်ခွင့်အဖြစ်ပါရှိပါတယ်ဂျိုကရအောင်မီမီပြည့်တော့ယောဂါကိုတီးတီးကြကြတင်နိုင်ဖို့စန်တက်စစ်ဆေးမှုတွေလုပ်ရပါမယ်ဒီစစ်မှာလည်းလူနာရဲ့ကိုအေးကိုတာလုံချုံမှုကိုအပြေဝလေးစားပြီးတည်တဲ့အခန်းထဲမှာစနစ်တကျဆံရွက်ပြမှဖြစ်လို့ CA လိုက်ရှိနိုင်ပါမယ်ယောဂါကိုရှာခွေစစ်ဆေးပြီးဆိုရင်တော့ကုသမှုအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာလူနာတယောက်တည်းအတွက်မဟုတ်ပဲသူတို့ရဲ့အတူနေဖက်ထပ်ပါထဲထွင်းစဉ်းစားရမှာဖြစ်ပါတယ်ကုသမှုပေးရခြင်းရဲ့ပန်းတိုင်ကယောဂါကိုပျောက်ကင်းအောင်ကုသဖို့တခုတည်းမဟုတ်ပါဘူးအဓိကကတော့ခံစားနေရတဲ့လက္ခဏာတွေတက်သားသွားစေဖို့နောက်ဆက်တွဲပြဿနာကြီးမားမားတွေမဖြစ်လာအောင်ကာကွယ်ဖို့နဲ့အရေးကြီးဆုံးကတော့ဒီယောဂတခြားသူတွေစီမကူးစက်အောင်ကူးစက်မှုတန်တရားကိုဖျက်ထုတ်ဖို့ပါပဲကုသမှုကတော့ခုနကပြောတဲ့ယောဂလက္ခဏာစုအလိုက်ဖြစ်နိုင်ခြေအများဆုံးယောဂပိုးတွေကိုပစ်မှတ်ထားပြီးပေးတာပါဥပမာစီးပြုံကပီယိုရာဆိုရင်ဂနူယောဂနဲ့ခလိုင်မိုက်ဒီယာငခုလုံးအတွက်ဆေးပေးတာမျိုးပေါ့များသောအားဖြင့်တော့လူနာတွေဆေးကိုဆွဲဆွဲမြဲမြဲတောက်ဖို့လွယ်ကူအောင်တစ်ချိန်တည်းတောက်ယုံနဲ့ပျောက်ကဲနိုင်တဲ့ဆေးတွေကိုပေးလိမ့်ရှိပါတယ်နောက်တော့အရန်ကိုအရေးကြီးတဲ့အပိုင်းတစ်ခုကတော့ကိုယ့်ရဲ့အတူနေဖက်ကိုအတီးပေးဖို့ပါမယ်ကိုမယောဂရှိနေနိုင်တဲ့အကြောင်းသူတို့လည်းကျမရဲ့စစ်ဆေးပြီးလိုအပ်ရင်ကုသမှုခံယူတဲ့အကြောင်းပြောပြဖို့တိုက်တွန်းရပါမယ်ဒါကရှက်စရာမဟုတ်ပါဘူးကိုယ့်အသက်ရောကိုချစ်ခင်ရသူအတော့ပါတာဝန်ယူမှုရှိတဲ့လုပ်ရတစ်ခုပါကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒါကတော့ကာကွယ်ရင်းနဲ့ကိုအကြောင်းဝါရေးကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ပါပဲကျမကြီးဌာနကိုလာရောက်တဲ့အချိန်တိုင်းဟာဒီလိုပညာပေးမှုတွေအားပေးမှုတွေရယူနိုင်မဲ့အခွင့်အရေးတစ်ခုပါပဲကာကွယ်ရေးအတွက်အဓိကမန်တိုင်ကြီး၃ခုရှိပါတယ်
ပထမတစ်ခုကအန်ဒီရဲ့ဖြစ်စေတဲ့အပြုအမူတွေနဲ့လုံခြုံတဲ့လင်ဆက်ဆန်နေတဲ့အကြောင်းကိုပညာပေးတာပါဒုတိယကတော့ကွမ်တုံးကိုမှန်ကန်နဲ့အမြဲတမ်းသုံးဆွဲတဲ့အောင်တင်ပေးတာတိုက်တွန်းတာပါနောက်ဆုံးခုကတော့တဦးချင်းတင်းသက်ဆွေးနွေးပြီးအန်ဒီရဲ့ short ချနိုင်မဲ့နီလန်တွေကိုအတူတူရှာဖွေပေးတာဖြစ်ပါတယ် အစားပိုင်းမှာပြောခဲ့သလိုပဲကာလာတိုင်းယောဂနဲ့ HIV ကတိုက်ရိုက်ဆက်ဆက်နေတဲ့အထွတ် STI ကုသမှုလက်ခံယူသူတိုင်းကို HIV ဆွေးနွေးမှုခံယူဖို့နဲ့တွေးစစ်ဖို့အတွက်တိုက်တွန်းတင်ပါတယ်ဒါကပြည်စုံတဲ့ကျန်းမာရေးဆောင်ရှောက်မှုရဲ့အရေးကြီးတဲ့စိတ်ပိုင်းတစ်ခုပါပဲ ဒီအစီအစဉ်တွေအားလုံးရဲ့အဓိကပန်းနိုင်ကတော့လူတဦးချင်းစီကိုသူတို့ရဲ့ဘဝနဲ့ကျန်းမာရေးအတွက်တာဝန်ယူနိုင်အောင်ယောဂတွေကိုကာကွယ်နိုင်အောင်လိုအပ်တဲ့အသိပညာတွေစွမ်းအားတွေပေးရဖို့ပါပဲ ဒါကြောင့်မို့လို့ကာလာတောက်ယောဂပဲအချင်းမီကုသမှုခံယူတာဟာရှက်စရာကိစ္စမဟုတ်ပဲကိုနဲ့ကိုချိခင်ရသူတွေကိုတာဝန်ယူတဲ့ကျန်းမာရေးအသိရှိတဲ့လုပ်ရက်တစ်ခုအဖြစ်နားလည်ဖို့လိုပါတယ်ဒီလိုယောဂတွေအပေါ်မှာရှိနေတဲ့အမြင်ဆောင်းတာတွေအမြင်ဆက်ဆွတ်ဆွဲတာတွေကိုအားလုံးအတူတူကြော်လွှားဖို့ဆိုရင်ဒီလိုမျိုးပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတာတွေနားနေပဲစတင်ရမှာဖြစ်ပါတယ်